မိသားစုရဲ့အတန်တွေပြန်ကြားလာရတဲ့ခုနကဖြစ်သွားတဲ့ရန်ပွဲကသူတို့အတွက်တိတ်ရင်ပါတဲ့ကြားဖြတ်ဇလန်လေးတစ်ခုလိုပါပဲသူတို့စားပြီးသွားတော့ချွေးမဖြစ်သူကသားကိုလက်နဲ့တို့ပြီးမျက်စိစစ်လိုက်တဲ့သားကထက်ပြီးကျမကိုဖားတဲ့အပြုံးနဲ့ပြောတယ်အမေစားလို့ဝါပြီလားသားအမေနဲ့အတူတူလိုက်သွားပေးမယ်လေမှန်တာပြောရရင်အခုရွှေဈေးကဝယ်ဖို့မတင်တော်သေးဘူးနောက်မှရွှေဈေးကြရင်သားတို့ပိုကြီးတာလေးတစ်ခုပြန်ဝယ်ကြတာပေါ့ကျမခေါင်းငိုက်ဆိုင်ကြနေရကနေမောကြည့်လိုက်တယ်သားအမေကကလေးလေးမဟုတ်တော့ဘူးလေဒီလိုချော့တဲ့စကားတွေကအမေအတွက်အသုံးမဝင်ဘူးသားရဲ့အပြုံးကမျက်နှာပေါ်မှာတင်တောင့်ခဲသွားတယ်မင်းအတော်ကြီးအမေမစီမာလဲရွှေလက်ကောက်ရှိတယ်မင်းအတော်လေးစီမာလဲရှိတယ်မင်းအတော်အဖေညီမစီမာလဲရွှေလက်ကောက်ရှိတယ်မင်းမိမလဲရွှေလက်ကောက်ရှိတယ်လူတိုင်းမှာရှိတဲ့ပစ္စည်းလေးတစ်ခုကိုအမေကဘာလို့မရှိရမှာလဲသားရဲ့မျက်လုံးတွေမြင့်တက်သွားပြီးမျက်မှောင်တွေအလိုလိုကျုံသွားတယ်သူ့လေတန်ကနေနေစိတ်ရှုပ်လာတဲ့ပုံစံမျိုးနဲ့ရွနှစ်တောင်းဆိုတာနေတဲ့ပိုက်ဆံမဟုတ်ဘူးလေအမေကအဲ့ဒါကိုမျက်နှာပန်းလာဖို့တတ်အတွက်တုံးလိုက်တာကိုသူများတွေမှာရှိတာကိုတွေနဲ့ဘာဆိုင်လို့လဲအမေကဘာလို့ဒီလောက်တောင်အတူအယောင်ကုန်မောက်နေရတာလဲကျမလက်တွေတုံသွားတယ်အတူအယောင်ကုန်မောက်တယ်ငါကအတူအယောင်ကုန်မောက်တယ်လားကျမခေါင်းညိတ်ပြီးခါးသီးစွာပြုံးလိုက်တယ်ဒါဆိုတာသားတက်ကတူပွဲရတော့ကသားကိုကားဝယ်ပေးဖို့တောင်းဆိုခဲ့တယ်သားသူငယ်ချင်းတွေမှာအကုန်လုံးကားရှိလို့သားလဲလိုချင်နေဆိုပြီးပြောခဲ့တာလေအဲ့ဒါကြောအတူအယောင်ကုန်မောက်တာမဟုတ်ဘူးလားလင်ဟယ်ရွှေဘာမှပြန်မပြောနိုင်တော့ဘူးသူ့မျက်နှာပေါ်ကစိတ်မရှိတဲ့အမူအရာတွေပိုတိတာလာတယ်ဆုံးဖြင့်မင်းပါတွေယူနေတာလဲစကားများမနေနဲ့တော့ကလေးနဲ့အတူသွားပြီးအမြန်ပြန်အန်းချေလင်ကျန်းဖြင်ကသားဘက်ကနေဝင်ပြောတယ်ခန္ဓာကိုယ်တစ်ဝက်မြေကြီးထဲရောက်နေတဲ့အရွယ်ကြီးကိုအိုလဲအိုအယုတ်ကလည်းစိုးနေမင်းကရွှေလက်ကောင်းနဲ့တန်လို့လားကျမသူ့ကိုစိုက်ကြည့်နေမိတယ်သူ့မျက်နှာပေါ်ကအရေတွားတွေကဒေါသကြောင့်ပိုတွန့်လိန်နေပြီးမျက်လုံးထဲမှာလည်းအထင်သေးမှုတွေပြည့်ပါပဲထမင်းတနက်စာချိန်လေးတွင်းမှာလှုပ်ခတ်နေခဲ့တဲ့စိတ်ခံစားမှုတွေအားလုံးကဒီအချိန်မှာတော့လုံးဝတည်ဆုံးသွားတဲ့တည်ငြိမ်မှုအဖြစ်ပြောင်းလဲသွားတယ်ကျမတည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောလိုက်တယ်ရှင်တို့တွေဖြောင်းဖြတ်မှနေနေတော့ကျမလုံးဝသွားပြန်အမ်းမှာမဟုတ်ဘူးညက်ဘက်ရေချိုးတန့်စင်ပြီးအခန်းထဲပြန်ဝင်လာတော့လင်ကျန်းဖြင်ကစာအုပ်ဖတ်နေရဲ့ကျမဝင်လာတာကိုမြင်တော့သူကတစ်ဖက်လှည့်ပြီးကျမကိုကြောခိုင်းကအိပ်ယာဝင်သွားတယ်ကျမလဲသူ့ဘေးမှာဝင်လဲပြီးမျက်လုံးမိတ်ထားလိုက်တယ်နောက်တနေ့မနက်နိုးလာတော့လင်ကျန်းဖြင်မရှိတော့ဘူးအင်ကြီးကဟာလာဟင်းလင်းဖြစ်နေရဲ့ကျမအိပ်ယာထားမျက်နှာတက်အဝတ်အစားလဲဖို့ဘီရိုကိုဖွင့်လိုက်တဲ့အထဲမှာရှိနေတဲ့၆ကပ်ပြီးရိုးရှင်းလုံးနဲ့အဝတ်စားဟောင်းတွေကိုကြည့်ရင်ထဲမှာရုတ်တရက်စိုးနေပြီးနာကျင်လာတယ်ကျမအသက်24နှစ်မှာလင်ကျန်းဖြင်နဲ့လက်ထပ်ခဲ့တာပါသူကမူလာတန်းပြဆရာတယောက်ဖြစ်ပြီးကျမကချီမြင်နဲ့အထက်စက်ယုံကအလုပ်သမလေးတယောက်ပါအဲ့ဒီခေတ်ကပညာရေးအဆင့်တန်းဆိုတာတိတ်ရေးမကြီးသေးတော့ကျမတို့ကအဆင့်တန်းတူတယ်လို့ပြောရပါတယ်နှစ်အကြာမှာကျမတို့သားလေးလင်ဟယ်ရွှေကိုအလင်းမြန်ပဲရခဲ့ကြတယ်လင်ကျန်းဖြင်ရဲ့မိဘတွေကတောရွာမှာနေတာဆိုတော့ကျမတို့ကိုကလေးလာထိန်မပေးနိုင်ဘူးဒါကြောင့်ကျမကလစာမဲ့ခွင့်ယူပြီးသားလေးနဲ့လင်ကျန်းဖြင်ရဲ့စားဝတ်နေရေးကိုဂရုစိုက်ဖို့ဆုံးဖြတ်ခဲ့တယ်လင်ကျန်းဖြင်စာတင်တာကိုအနှောင့်အယှက်မဖြစ်စေဖို့သားလေးဖျားကြီးတုန်းကကျမတယောက်တည်းနင်းတွေရဲ့ဖြတ်ပြီးသူ့ကိုဆေးရုံတည်သွားခဲ့ရတယ်အဝတ်စားတောင်မလဲနိုင်ပဲနေရောညပါပြုစုခဲ့ပြီးသူ့ဖေကိုတမိနစ်တစ်စက္ကန့်လေးတောင်အနှောင့်အယှက်မပေးခဲ့ဘူးနောက်ပိုင်းသားလေးမူကြိုတက်ရမယ့်အချိန်ရောက်တော့ကျမလဲအလုပ်ပြန်ဝင်ဖို့မျှော်လင့်ချက်တွေအပြည့်နဲ့ပြင်ဆင်ခဲ့တယ်ဒါပေမဲ့လင်ကျန်းဖြင်ရဲ့အမေကရုတ်တရက်လေးဖြတ်သွားတယ်ဖြင်ငါကအခုယာရူးတိုးဖို့အကဲဖြတ်ခံရမယ့်အရေးကြီးတဲ့အချိန်ရောက်နေလို့ပါမင်းအလုပ်ပြန်မဝင်သေးပဲငါအမေကိုကူဆောင်ရှောက်ပေးလို့ရမလားကျမငယ်ငယ်ကလေးကတင်ယူလာခဲ့တဲ့အသိပညာကလင်များဆိုတာတသားတည်းပဲဆိုရဲ့အသိပါသူခုအကူကြီးလိုအပ်နေချိန်မှာကျမကတုံဆိုင်မနေပဲရှေ့ထွက်ပေးရမှာပေါ့ယောဂအိမ်ကကျင်းတော့သူ့မိဘတွေကိုပြုစုရလွယ်အောင်ကျမနဲ့သားလေးကရွာကိုပြောင်းသွားပြီးသူ့မိဘတွေနဲ့အတူနေခဲ့တယ်နေ့ဘက်ဆိုလင်ကျန်းဖြင်ရဲ့အမေကိုနှိမ့်နေပေးရလို့ကျမရဲ့လက်ချောင်းတွေတောင်ပုံပြတ်သွားခဲ့တယ်ရွာတရွာလုံးကလင်မိသားစုမှာလိမ္မာပြီးအလုပ်ကြိုးစားတဲ့ချွေးမလေးရှိတယ်ဆိုပြီးချီးကျူးကြတယ်လင်ကျန်းဖြင်ကစနေတနင်္ဂနွေပိတ်ရက်တွေမှာအင်ကိုလာလဲတက်တယ်အဲ့ဒီအချိန်တွေမှာသူကကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ခံထားရတဲ့သူ့မိဘတွေနဲ့ကျန်းမာကြီးပြင်းလာတဲ့သူ့